ဒီတခန်းလုံးကိုဖြည့်ဆည်းပစ်လိုက်ခြင်းနဲ့စိန်နဲ့သူမဘယ်လိုများရင်ဆိုင်ဖြည့်ရှင်းနိုင်မှာလဲဒီလိုစိတ်ရှုပ်ထွေးနေတဲ့ချင်းဒီမှာသူမရဲ့အသက်အန္တရာယ်ကပါချင်းချောက်ခံရကိုဖြစ်လာတာပါပဲဒီဇလန်းလေးကတော့အထက်တန်းနောက်ဆုံးနေကြောင်သူဒန်ဘီနဲ့စတင်ခဲ့တာပါတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဖို့ရက်အနှဲငယ်ပဲလို့တော့ပေမဲ့သူမကတော့တင်ချာပါတရက်မှာအင်မတန်ညံ့ဖျင်းသူတရောပါတင်ချာချင်းဆိုအမြဲလိုအိပ်ပြိုးနေတော့တဲ့သူမကြောင့်ဆရာကအမြဲစိတ်တူနေခဲ့ရပါရဲ့တနည်းမှာတော့ဆရာကသူမအပေါ်တင်ပုံးပေါ်ခေါ်ပြီးပို့စာဖြေခိုင်းလိုက်ပါတော့တယ်ဒါပေမဲ့ပုံမှန်လိုပဲသူမကဘာတစ်ခုမှမဖြေရှင်းလိုက်ခဲ့ပါဘူးဒေါ်လာထွက်နေတဲ့ဆရာကចောင်းသားတွေအားလုံးရှိမှသူမကိုစူးဘူးကြီးမောင်းပါတော့တယ်အိမ်ပြန်ရောက်တော့လေစာမကြည့်ပဲဖုံးပွက်ပြီးတချင်းသားထောင်နေတဲ့ဒန်ဘီကိုအမေကဒေါသကြီးကြည့်နေခဲ့ပါတယ်သူမရဲ့အမေကတချင်းစကားတွေမှတ်တယ်လို့တင်ချာကိုမှတ်နိုင်ရင်ဒီလောက်ဆိုနင်ပါရမီရှင်ဖြစ်နေလောက်ပြီလို့ပြောလိုက်ပါတယ်နောက်ပြီးနင့်အဖေလည်းတင်ချာညံ့တော့နင်လေးသူနေသူတာပဲဖြစ်မှာပေါ့လို့နောက်ပြောင်းရင်ဘဲတက်ကတူကမှလက်ခံမှာမဟုတ်ဘူးလို့ပြောလိုက်ပါတော့တယ်ဒန်ဘီကိုစိတ်အဆိုးဆုံးဖြစ်စေခဲ့တာကတော့သူမအမေကသူမအမြဲကြည့်နေကြသမိုင်းနောက်ခံဇလန်းတွေကို TV မှာဖွင့်လိုက်တဲ့အချိန်မှာပဲဒီတော့ဒန်ဘီလည်းစိတ်ပြက်အားလျော်ပြီးအခန်းထဲကနေထွက်သွားကအချစ်ဆုံးတငယ်ချင်းအိမ်ကိုသွားပါတော့တယ်သူမရဲ့တငယ်ချင်းကလည်းကြောင်းပြီးတာနဲ့ကောလိပ်ဝင်ဖို့ဒါကနောက်ဆုံးအခွင့်အရေးထိတယ်လို့ထပ်မံတတိပေးခဲ့ပါတယ်အကယ်၍အခုတစ်ခေါက်စာမေးပွဲကြရင်တော့အနာဂတ်မရှိတော့ဘူးလို့လည်းပြောလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ဒန်ဘီတယောက်စာမေးပွဲကနောက်ကျပြီးပြေးထွက်လာပါတော့တယ်အမေကလည်းအကောင်းဆုံးစူးစမ်းပြီးကောင်းတဲ့ကြောင်းတစ်ကြောင်းရအောင်ဝင်နိုင်ပါစေလို့အားပေးလိုက်ပါတယ်ဒန်ဘီကစိုးရင်ပူပါနေပြီးအထူးသဖြင့်တင်ချာပါတာရဲ့အတွက်ပိုပြီးစိတ်ပူနေခဲ့ပါတယ်သူမဟာစာမေးပွဲစင်တာကိုရောက်တဲ့အထိကားပေါ်မှာစာစူးစမ်းခဲ့ပါတယ်ဘတ်စကားပေါ်ကနေပြေးဆင်းလာပြီးစာမေးပွဲကျောင်းစီကိုပြေးထွက်ပေမဲ့ထီးယူဖို့မေ့သွားခဲ့ပါတယ်စာမေးပွဲဖြေမဲ့အဆောက်အဦနာကိုရောက်လာချိန်မှာတော့ကြောက်ရွံ့မှုတွေကသူမကိုလွှမ်းမိုးလာခဲ့ပါတယ်သူမလုံးဝအဆင်သင့်ထီသေးပါဘူးသူမကြာရှုံးတာကိုရင်ဆိုင်ရမယ့်အစားထွက်ပြေးဖို့စဉ်းစားပြီးထိမ့်လန့်တုံးလုံနေခဲ့ပါတယ်ဒန်ဘီဟာမိုးတွေထဲမှာထိုင်နေရင်သူမရဲ့နှလုံးသားဟာလည်းနှိမ့်မြုံနေခဲ့ပါတယ်သူမတိတ်တိတ်လေးပဲပျောက်ကွယ်သွားဖို့ဆူတောင်းနေခဲ့ပါတယ်သူမရဲ့ရှေ့မှာမိုးရွာတွေကြောင့်ဖြစ်ပေါ်နေတဲ့ရေအိုင်လေးတစ်ခုရှိနေခဲ့ပါတယ်။သူမရေအိုင်နာကိုတဖြည်းဖြည်းကတ်သွားပြီးရိုးတရက်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။သူမဟာထူးဆန်းတဲ့ဝတ်စားတွေဝတ်ဆင်ထားတဲ့လူအုပ်စုကိုတွေ့လိုက်ရပြီးသူတို့အားလုံးကမိုးရွာဖို့ဆူတောင်းနေကြတာပါ။သူတို့ပြောတာကတော့၃နှစ်လုံးမိုးမရွာတော့လူတွေကမိုးခေါက်ရေရှားမှုကြောင့်တေဆုံးနေကြတယ်လို့ဆိုပါတယ်။ရိုးတရက်တန်ဘီဟာရေအိုင်ချက်ကိုပြူကျသွားပြီးရေနစ်မြုပ်တော့မလို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူမမသေးဆုံးခဲ့ပါဘူး။သူမရေအိုင်ထဲကနေပြန်ပေါ်လာခဲ့ချိန်မှာတော့ကဘာတစ်ခုခြားနားတဲ့နေရာကိုရောက်နေခဲ့ပါပြီ။သူမရှုပ်ထွေးနေပြီးပတ်ဝန်းကျင်ကလူတွေကိုဒါဟာသမိုင်းနောက်ခံဇလန်းရိုက်ကူးနေတာလားလို့မေးလိုက်ပါတယ်။သူမရဲ့ထူးဆန်းတဲ့အပြုမူတွေကြောင့်ဘရင်ကကြောက်နေမသွားပြီးနေနှက်ဆိုးလာလို့အော်ဟစ်မေးလိုက်ပါတယ်။သူမကမဟုတ်ဘူးကျမကထက်တန်းကျောင်းသူလေးပါလို့သုံးလို့စွာဖြေလိုက်ပါတယ်။ဒါပေမဲ့သူမပြောတဲ့စကားတွေကသူတို့အတွက်မော်အင်းကာထားတစ်ခုလိုဖြစ်နေခဲ့ပြီးသူတို့ရဲ့ကြောက်ရွံ့မှုကိုပိုပြီးတိုးပွားစေခဲ့ပါတယ်။ယူတီရဲ့အဆောင်တွေဟာဓားတွေထုတ်ခိုင်းပြီးသူမကိုဝင်ရလိုက်ကြပါတယ်။ဓားတွေကတကယ်ဓားတွေမှန်တိလိုက်ရတော့သူမထိလန့်သွားပြီးကျမဘာကြောင့်ဒီကိုရောက်လာရဆိုတာသိပါတယ်။ကျေးဇူးပြုပြီးမိုးရွာပါစေလို့အာမေသည့်စကားတွေပြောလိုက်ပါတယ်။လူတွေကသူမရဲ့စကားကိုစူတောင်းတစ်ခုလိုမျိုးလိုက်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့သူတို့အားလုံးခေါင်းပြန်ပေါ်ကြည့်လိုက်တဲ့အခါမှာတော့သူမဟာပျောက်ကွယ်သွားခဲ့ပါပြီ။သူမဟာပြေးထွန်သွားပြီးအခန်းအနားကိုစုံတွေထားတဲ့နေရာကိုရောက်တဲ့အထိဆက်ပြေးခဲ့ပါတယ်။သူမဟာဘုရားကျောင်းကဖုန်ကြီးတွေထဲကတပါးအဖြစ်အစွင်းယူဖုံးကွယ်ပြီးဘအင်းနဲ့တွေ့ဆုံမဲ့နေရာကိုခိုးဝင်သွားခဲ့ပါတယ်။အစည်းအဝေးအတွင်းမှာဘရင်ကရုတ်တရက်ပဲသူတို့ရဲ့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အယူသီးမှုတွေကိုရပ်တန့်ပြီးစိတ်ပန်တဲ့တင်ချာကိုလေ့လာရမယ်လို့ကြွညလိုက်ပါတယ်။ဒါပေမဲ့အကြီးခဲဖုန်ကြီးကဒါကအန်ဒီရဲရှိတဲ့အသေးပဲမရှိတာပဲတင်ချာဆိုတာလည်းအယူသီးမှုတစ်မျိုးပဲဖြစ်တယ်လို့ကန့်ကွက်လိုက်ပါတယ်။ညီမြချင်းတွေနဲ့တဘာဝတရားကိုနားလဲဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူကပြောလိုက်ပါတယ်။မိုးခေါင်ရေရှားရဲ့အထူးအကြောင်းရင်းကကောင်းကင်ကဘရင်ပေါ်မှာအမျက်ထွက်နေတာဖြစ်ပြီးမိုးရွာစေမဲ့တခုံတဲတော်နီလန်ကတော့ဘရင်မနဲ့အတူတန်ရှင်းသောထုံးတန်းစင်တာတွေကိုလှုပ်ဆောင်ဖို့ပဲလို့သူကပြောလိုက်ပါတယ်။ဒန်ဘီကအစည်းအဝေးထဲကနေတိတ်တိတ်လေးထွက်လာပြီးသူမရဲ့ဖုန်းကိုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့သူမနောက်တစ်ချိန်အဖမ်းခံလိုက်ရပါပြီ။သူမဟာမိုးရွာတာနဲ့ထွက်ပြေးဖို့စဉ်းစားနေခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကသူမကို၃နှစ်လုံးမိုးမရွာဘူးမင်းကိုလည်းငါမကြိုက်ဘူးလို့ပြောလိုက်တဲ့အခါသူမလုံးဝထိတ်လန့်သွားခဲ့ပါတယ်။
ဘယင်ကသူမကိုချက်ချင်းတည်တံပေးဖို့အမိချလိုက်ပါတယ်။သူမထိတ်လန့်တုံးလုပ်ပြီးကျေးဇူးပြုကြီးခဏလေးဆောင်ကျမကအနားခက်ကကြောင်းသူလေးပါဒီကိုမတော်တဆရောက်လာတာတော့တောင်းပန်ခဲ့ပါတယ်။သူမဟာသမိုင်းကြောင်းအကြောင်းအများကြီးသိတယ်ဆိုတာကိုပြောပြီးဘယင်ကိုနားချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အလုံးမဖြစ်တဲ့အခါမှာတော့ကျမကတင်ချာမှလည်းထူးချွင်းပါတယ်လို့မြန်မြန်ဆန်ဆန်ပဲပြောလိုက်ပါတယ်။ဘယင်ကစိတ်ဝင်စားသွားပြီးဒေတံပေးမှုကိုရွှေ့ဆိုင်လိုက်ကတက်တည်ပေးဖို့ပြောလိုက်ပါတယ်။သူကသူမကိုပိုက်တာဂိုရက်စ်ဒီယိုဒန်ပုတ်စာတပူပေးလိုက်ပါတယ်။ပထမတော့သူမရှုထွေးနေပြီးဘာရေးထားမှတော့မသိဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒါဟာပိုက်တာဂိုရက်စ်ဒီယိုဒန်မှန်တိလိုက်ရတော့သူမလင်းလင်းမြန်မြန်ပဲဖြေရှင်းလိုက်ပါတော့တယ်။ဘယင်လေးအံတော်သွားပြီးသူပညာရှင်တွေတောင်ဒီလိုပုတ်စာမျိုးကိုဖြေရှင်းဖို့3ရက်ကြာတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချင်းကစပြီးလူတိုင်းကတန်ပြီးကိုကူးဆမ်အမျိုးသားပညာရှင်အထိသတ်မှတ်ခဲ့ကြပါတယ်။ဘယင်ကသူမကိုလူတွေကိုတင်ချတင်ပေးဖို့တာဝန်ပေးလိုက်ပါတော့တယ်